Hello အားလုံးပဲမင်္ဂလာပါဒါတွေကတော့ကျွန်တော်မင်းညလုတ်ပြီးသွားတယ်ပေါ့နော်လုတ်ပြီးသွားတော့ကျွန်တော်အရင်တော့သဘောတော့မကြသေးဘူးကြဒါပေမဲ့ကျွန်တော်ပြန်လုံးမဲ့ဆိုရင်လည်းဗီဒီယိုပြန်ရမှပြန်ကြာမှာဆိုလို့ပေါ့နော်အဲကျွန်တော်ပြန်တော့မထွင်တော့ပေါ့နော်ကျွန်တော်ကိုယ်တိုင်ပဲသုံးမှဆိုတော့စင်ရတော့ပြည့်တယ်ပေါ့နော်စင်ရပြည့်တယ်ဒါကတော့ကျွန်တော်ဘာအတွက်ထွင်တာလဲဆိုတော့ကျွန်တော်တို့ဒီလိုထမင်းပေါင်းကျိုးတယ်ကျွန်တော်တို့ဒန်နီကျိုးတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုယ်တိုင်ဖွင့်စမလို့ပဲနဲ့အပြန်နဲ့အလူတကူတိုင်းတဲ့ဒီလိုမျိုးကျိုးတွေကိုအလွယ်တကူကောင်းမကောင်းစီလို့ရအောင်ပေါ့နော်ကောင်းမကောင်းစီလို့ရအောင်ဘယ်ကျိုးကမကောင်းတာလဲဆိုတော့ကျွန်တော်တို့အလွယ်တကူစီလို့ရအောင်ဒါလေးကိုထွင်ထားတာဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဆိုရင်ကျိုးနှစ်ချောင်းပါတယ် AC နဲ့အဝင်ကျိုးနှစ်ချောင်းပါတယ်ဒါကတော့အကျိုးလေးပေါ့နော်ဒီအဝါလေးပေါ့ဒီအဝါလေးပေါ့ဒီပေါက်လေးရတဲ့သူရဲ့စုံမဒီမှာပေါ့နော်ဒီမှာဆိုရင်ဒါ AC ရလာတဲ့ကျိုးနှစ်ကျိုးပေါ့နော်ဒါကတော့ဒီအကျိုးပေါ့ဒီပေါက်လေးပေါ့နော်ဒီဒါဆိုရင်ကျွန်တော်တို့ဒါဥပမာပေါ့ဒီကျိုးကတော့အကောင်ပေါ့နော်ဒီကျိုးကတော့အကောင်ဒါပေမဲ့မကောင်းတဲ့ဟာဆိုရင်ဒီထဲမှာတပပင်ပြတာကျွန်တော်တို့မသိဘူးပေါ့နော်အပြင်မှာနဲ့ကြည့်မှဆိုရင်မသိဘူးမသိရတဲ့အတွက်ကျွန်တော်တို့ဒါမျိုးလေးဒီကောင်နဲ့ထောက်တိုင်းမှဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဒါမျိုးလေးထောက်တိုင်းတဲ့အချိန်မှာဆိုရင်ဒါဒီကျိုးလေးကကောင်းလာဖြစ်တဲ့အတွက်အတန်မီတယ်ပေါ့နော်အတန်မီတယ်အချိန်ဒီကျိုးလေးတစ်ချက်တော့ပြန်တိုင်ကြည့်မယ်ဒီကျိုးလေးတိုင်ကြည့်တဲ့အခါမှာလည်းโอเคဒါဒီကျိုးလေးလည်းကောင်းတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီအကျိုးလေးတစ်ချက်တော့ပြန်တိုင်ကြည့်မယ်နော်ဒီအကျိုးလေးတစ်ချက်တိုင်ကြည့်မယ်โอเคဒီအကျိုးလေးလည်းကောင်းတယ်ပေါ့နော်ဒါတော့ကျိုးအကောင်းကျွန်တော်တိုင်ပြလာတာဖြစ်နော်ကျိုးမကောင်းတော့ကျွန်တော်စီမှာမရှိတဲ့အတွက်ကျွန်တော်တိုင်ပြလို့တော့မရဘူးပေါ့နော်ဒါသူ့ရဲ့သဘောတရားကအတူတူပဲပေါ့နော်အဓိကဒီကျိုးဒီထဲမှာကျိုးတစ်ချောင်းပြတ်နေပြီဆိုရင်ဒါတေချာပေါ့ဒီကောင်ကသုံးလို့မရတော့ဘူးပေါ့နော်အဓိကကတော့ဒီ main ကျိုးပေါ့နော်ဒီနှစ်ကျိုးပေါ့ဒီအကျိုးကပြတ်သွားရင်ကိစ္စမရှိဘူးအဓိကဒီ main ကျိုးနှစ်ကျိုးပေါ့နော်ဒီ main ကျိုးနှစ်ကျိုးကအထက်ပင်ပြတ်သွားပြီဆိုရင်ဒါကျွန်တော်ထမင်းပေါသို့မဟုတ်ဒန်နီကျိုးတွေလုံးဝသုံးလို့မရတော့ဘူးပေါ့နော်ပြီးဒါပြီးတော့ကျွန်တော်တို့ဗာလေးတိုင်းလို့ရသေးတယ်ဆိုတော့ကျွန်တော်တို့ဒီလိုပေါ့နော်ဒီလိုပေါ့ရင်နွေးအိုးပေါ့နော်ဒါရင်နွေးအိုးလေးပေါ့3မိနစ်ရင်နွေးအိုးလို့ခေါ်မလားဘယ်လိုခေါ်မလဲဒီလိုမျိုးရင်နွေးအိုးတွေပေါ့နော်ဒီလိုရင်နွေးအိုးတွေကဒီအပူကွာနေပေါ့နော်ဒီအပူကွာနေပေါ့ဒီအပူကွာကိုကျွန်တော်တို့တိုင်းလို့ရတယ်ပေါ့နော်အပူကွာကောင်းမကောင်းဒါအတန်မီတယ်ဆိုရင်တော့ဒါဒီကွာကောင်းသေးတယ်ပေါ့နော်ဒီမျိုးလေးပေါ့နော်ဒီအပူကွာမြင်ရလားမသိဘူးနော်ဒီလိုအပူကွာပါအဲ့ဒါဆိုဒီကောင်လေးအတန်မီတယ်ပေါ့နော်ဒီကောင်လေးအတန်မီသေးတယ်ပေါ့နော်ဒီလိုမျိုးကွာတယ်ကောင်းမကောင်းဒီလိုအလွယ်တကူစစ်လို့ရပါဘောနော်ဒါဆိုရင်ဒီကွာလေးကောင်းတယ်ပေါ့နော်ကွာလေးကောင်းတယ်တော့ဒီတော့ဆန်းတော့အများကြီးဆန်းလို့ရတယ်နော်ဒီခလုတ်ကလည်းဒီခလုတ်ကလည်းကျိုးနှစ်ဆပါတယ်ပေါ့နော်ကျိုးနှစ်ဆပါကျွန်တော်တို့ခလုတ်နေတဲ့ခါမှာလည်းဒီကျိုးတွေဒီခလုတ်ကောင်းမကောင်းကျွန်တော်တို့လည်းဒီကူစစ်လို့ရတာပေါ့နော်ဒီမှာဆိုရင်ဟုတ်ဆိုရင်ကျွန်တော်တို့ခလုတ်တစ်ချက်နေတယ်ပေါ့နော်ဒီခလုတ်လေးကောင်းတယ်ပေါ့နော်ဒီခလုတ်လေးကောင်းတယ်ပေါ့နော်ဒီခလုတ်လေးကောင်းတယ်ဒီလိုမျိုးတော့ကျွန်တော်တို့စစ်လို့ရတာပေါ့နော်ဒါတော့ကျွန်တော်တို့နားလဲတော့ကျွန်တော်တို့အသုံးပြုလို့ရတာပေါ့နော်သူ့ရဲ့မှတ်ချက်ကတော့ကျွန်တော်တို့ကျိုးတစ်ချောင်းကိုပဲတိုင်လို့ရတာဖြစ်တယ်ပေါ့နော်ဇုံလာတဲ့ကျိုးတော့တိုင်လို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုရင်သူကကျွန်တော်တို့သူ့ရဲ့သဘောတရားကကျွန်တော်တို့အနီနဲ့ချိတ်ရတာဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့အနဲ့ကိုတိုက်ရိုက်ချိတ်ရတယ်ဆိုရင်အနီကိုဒီလိုနှစ်ပင်ခွာလိုက်တယ်ပေါ့နော်နှစ်ပင်ခွာလိုက်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ပူးလိုက်တာနဲ့
ဒါကျွန်တော်တို့အသက်မြည်မယ်မီလင်းမယ်ပေါ့နော်လူရဲ့သဘောတရားအဲ့လိုဖြစ်တဲ့အတွက်စုံလာတဲ့ကြိုးတွေကိုတိုင်းလို့မရဘူးပေါ့နော်ဥပမာဒီလိုမျိုးအနီအနဲ့ပေါ့နော်အနီနဲ့လာတဲ့ကြိုးကျွန်တော်ဒီလိုမျိုးသွားတိုင်းလို့မရဘူးပေါ့နော်ဒါကျွန်တော်တို့အန်ဒီရရှိတယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့တလိုင်းကြိုးတွေပေါ့ဥပမာကျိုးတစ်ချောင်းနဲ့တစ်ချောင်းဒီကျိုးတစ်ချောင်းတဲ့ဟိုမှာအလဲမှာပြတ်နေလာပါညာကျွန်တော်တို့သိရအောင်လေဒီကိုတိုင်းလို့ရတဲ့ဟာတွေပေါ့နော်ဒီမျိုးလေးထွင်ရတာဖြစ်ပါတယ်ဒီထွင်ပြီးသွားတဲ့ဟာလေးပေါ့နော်ထွင်ပြီးသွားတဲ့ဟာလေးသူ့ရဲ့ခြေဆက်ကိုခြေဆက်နေကျွန်တော်တစ်ချက်တော့ရှင်းပြပေးခြင်းပေါ့နော်ကျွန်တော်ဒီကောင်လေးဖြုတ်ရတဲ့အသေးရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီကောင်ရဲ့ဒီဖိတ်ကနေယူထားတဲ့5 volt အဝင်ကခဲဆက်လေးတေးလေးပေါ့နော်တေးလေးပြတဲ့ပြုတ်သွားမှဆိုလို့ပေါ့နော်ဒီမှာပေါ့နော်ဒီမှာကျိုးနှစ်ချောင်းဒီမှာကျိုးနှစ်ချောင်းကျန်တယ်ပေါ့နော်ဒီကျိုးနှစ်ချောင်းကကျွန်တော်ဘယ်လိုဆက်တာလဲဆိုတော့ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးဒါမျိုးဒါမျိုးဘိတ်တွေရဲ့အတင်းစနစ်ပေါ့နော်ဘိတ်တွေအတင်းစနစ်မှာသူကဒီနားလေးမှာပေါ့နော်ဒီနားလေးမှာမြင်ရလောက်သေးနော်ဒီနားလေးမှာV 5 volt အနှုတ်နဲ့5 volt အပေါင်းလေးပါတယ်ပေါ့နော်အဲဒီ5 volt အနှုတ်နဲ့5 volt အပေါင်းရဲ့ဒီမှာဒီခဲစဲ20ကိုကျွန်တော်ဒီကနေဒီခုမြင်နေရဒီကျိုးအနက်ကျိုးနှစ်ကျိုးပေါ့နော်ခုမြင်နေဒီအနက်ကျိုးနှစ်ကျိုးကိုကျွန်တော်ဒီထဲမှာပူပြီးတော့ကျွန်တော်ဒီကနေယူထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကနေယူထားတာဖြစ်တယ်ကျွန်တော်ရှင်းပြလက်စနဲ့ကျွန်တော်အစားဆုံးရှင်းပြမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုအရှိလေးတော့ကျွန်တော်ရိုက်ပြပေးခြင်းပေါ့နော်ဗီဒီယိုရမ်းရှည်လုံးဝကြည့်နေကျွန်တော်တို့ဘေးနဲ့ကျဲတာဘေးနဲ့ကျဲတဲ့သူတွေအတွက်ကျွန်တော်အဆင်မပြေဘူးပေါ့နော်အဆင်မပြေဒါကြောင့်ကျွန်တော်အတူကောက်လေးပဲအတူချုံလေးပဲကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ကျွန်တော်ခုနကကျွန်တော်ပြောတဲ့ဒီ5 volt ပေါ့နော်5 volt ကျွန်တော်ဒီကနေဝင်တဲ့5 volt ကိုကျွန်တော်ဒီမှာဒါကတော့ဒီဘက်ထရီကိုအသွင်ပေးမဲ့ကလေးပေါ့နော်အသွင်ပေးမဲ့ကပါဟိုမှာဒီကလေးပေါ့နော်ဒီကလေးပေါ့ဒီကကျွန်တော်ဒီမှာတိုက်စီကောင်းတယ်ဒီလိုမျိုးနဲ့အသွင်ကောင်းတဲ့ကျွန်တော်အသွင်လိုက်ပြီးဒီမှာ5 volt ဒီမှာ5 volt အပေါင်းအနှုတ်ထွက်တယ်ပေါ့နော်ဒီ5 volt အပေါင်းအနှုတ်ကိုကျွန်တော်ဒီတိုက်စီကအသွင်ပေါက်လာတဲ့5 volt ကိုကျွန်တော်ဒီမှာချိတ်လိုက်ရင်ဒီမှာပြန်ထွက်တယ်ပေါ့နော်အတူတူပဲပေါ့နော်သဘောတရားဒီကနေသွင်းလိုက်ရတယ်ဒီကနေ5 volt ပေးလိုက်ရတယ်ပေါ့နော်ဒီကနေ5 volt ပေးတဲ့ကောင်ဒီကောင်ကနေ 4.2 ကိုပြန်ထုတ်ပြီးတယ်ပေါ့နော်ဒီပြန်ထုတ်ပေးတဲ့ 4.2 ကိုကျွန်တော်ဒီလီသီယမ်တက်ကိုအားပြန်သွင်းမှာပေါ့နော်ဒီမှာနေ 4.2 volt ထွက်ပြီးတော့ကျွန်တော်ဒီကောင်အားပြန်သွင်းတဲ့အခါမှာဆိုရင်ဒါကတော့ဒီအထွက်ပဲပေါ့နော် 4.2 ဒီကနေထွက်ပြီး 4.2 ဒီကနေထွက်ပြီးတဲ့အခါမှာဒီကောင်လေးပေါ့နော်ကျိုးကနေနဲ့ရောက်ပြီးပဲဖြစ်မျက်စိနဲ့ရှုပ်ပဲပေါ့နော်ဒီမှာဒီကောင်ကျတော့ P+ ကတော့ P- ပေါ့နော်ဒါ P အပေါင်းနဲ့ P အနှုတ်ပေါ့နော်ဒါ P အပေါင်းနဲ့ P အနှုတ်ကတော့အတွင်းရောအထုတ်ရောကျွန်တော်ဒီရပဲယူမှာပေါ့နော်ဒီ B အပေါင်းနဲ့ B အနှုတ်ကတော့ကျွန်တော်ဒီတက်ခဲအဖိုနဲ့အမပေါ့နော်ဒါကျွန်တော်တို့အနှုတ်နဲ့အပေါင်းကိုကျွန်တော်တို့ချိန်ပြမှာဖြစ်တယ်ဒီမှာပေါ့နော်ကျွန်တော်ချိန်တာဒီမှာလေးပေါ့ကျွန်တော်ဒီမှာချိန်ထားတယ်B အပေါင်းနဲ့ B အနှုတ်ကျွန်တော်တို့ဒီဘက်ထရီအပေါင်းနဲ့ဒီဘက်ထရီအနှုတ်နဲ့ကျွန်တော်ဆက်ပြရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဗာကြောက်ကျိုးလေးပင်ထုတ်ရလဲဆိုတော့နှစ်ပင်ကတော့ဒီကနေအာသွင်းပင်လက်ကောင်ဒီကောင်လေးကိုကျွန်တော်အာသွင်းနေပေါ့နော်ပြီးတော့ဒီနှစ်ပင်ပြန်ထုတ်လဲဆိုတာကကျွန်တော်ဒီဆမ်းမဲ့ဟာလေးပေါ့နော်အဲဒီမှာနှစ်ပင်ပြန်ထွက်တယ်ပေါ့နော်ဒီနှစ်ပင်ပြန်ထွက်ကဒီကောင်လေးပေါ့နော်ဒီဇုံပဲပေါ့ဒီလိုမျိုးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားဒီမှာဆိုရင်သူရဲ့ရှင်းမဲ့ဖို့ပေါ့နော်ဒီ4ဖို့ရှိမှဆိုရင်ဒီမှာ4ဖို့ရအောင်ပေါ့နော်4ဖို့ရောက်မယ်4ဖို့ရောက်မယ်ဆိုခုနကျွန်တော်ရှင်းပြခဲ့တဲ့ဒီကျိုးကတလိုင်းနဲ့ကျိုးတစ်ပင်ကိုပဲကျွန်တော်တို့တိုင်လို့ရတယ်ပေါ့နော်ဒါရိုက်လာတဲ့ကျိုးနှစ်ပင်တွေကိုကျွန်တော်တိုင်လို့မရဘူးဒါတစ်ပင်လေးပဲတိုင်လို့ရပြီလားဘာကြောင့်လဲဆိုရင်သူကဒီမှာတစ်ပင်တိုင်ရပြီးသားပေါ့နော်တိုင်ရပြီးသားဒါကျွန်တော်တို့ကြိုက်တဲ့အပင်ကိုကျွန်တော်တို့ပေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့အပေါင်းပဲတိုက်ရိုက်ပေးအနှုတ်ပဲတိုက်ရိုက်ပေးကျွန်တော်တို့ပေးလို့ရတယ်ပေါ့နော်အဲဒီမှာကျွန်တော်ဆိုရင်ဒီမှာ P အနှုတ်ပေါ့ဒါဆိုရင်ဒါလည်း P အပေါင်းပေါ့နော်ကျွန်တော်ဒီမှာဆိုရင် P အပေါင်းကိုကျွန်တော်ဒီမှာတိုက်ရိုက်ပေးထားတယ်ပေါ့နော်တိုက်ရိုက်ပေးထားပြီးတော့အားဒီမှာတစ်ဖက်ဝင်ပြီးသွားပြီပေါ့နော်အားတစ်ဖက်ဝင်ပြီးသွားပြီဘာကြောင့်အားတစ်ဖက်ဝင်ပြီးသွားပြီဒီဘက်တစ်ဖက်ဘာကြောင့်ကျွန်တော်တို့ဒီဘက်တစ်ဖက်ကဘာကြောင့်ကျွန်တော်တို့ဒီမှာမဆက်ထားလဲဆိုတော့ကျွန်တော်ဒီမှာသူ့ဆက်ဖို့ကကျွန်တော်တို့ကျိုးနှစ်ပင်သုံးအောင်ပေါ့နော်ကျိုးနှစ်ပင်သုံးအောင်ဖြစ်တယ်ဒါကျွန်တော်တို့အတမ်းမြင့်စကျွန်တော်တို့ဒီမှာကျိုးတိုင်းစမလို့ဆိုရင်ကျွန်တော်ဒီကောင်တိုက်ရိုက်ဆက်ပေးလို့ရတယ်နော်ဒါကျွန်တော်တို့လိုချင်တာကကျွန်တော်တို့ဒီမျိုးစမ်းသပ်လို့ရတဲ့ဟာမျိုးကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတပင်ကိုတိုက်ရိုက်ပူပေးလိုက်တယ်တပင်ကိုကျွန်တော်ဒီမှာခွာလိုက်လို့ပေါ့နော်ခွာတယ်ပေါ့နော်ဒီမှာဒီကောင်ဒီမှာဆက်လိုက်ရင်လည်းဒီကောင်မြင်ပါပဲပေါ့နော်ဒီမှာဒီကောင်အဲ့လိုမဆက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျိုးလေးကိုဒီလိုနှစ်ပင်ခွာပြီးတော့ကျွန်တော်တို့တိုင်းတဲ့ဟာလေးလွတ်လိုက်တာပေါ့နော်ဒါသဘောတရားဒီလိုပါပဲခင်ဗျာနော်ဒီကောင်ကကျွန်တော်တို့အဖိုးအမပေါ့နော်အမကျွန်တော်တိုက်ရိုက်အမအပေါင်းကျွန်တော်တိုက်ရိုက်ပေးထားတာဖြစ်တယ်ပေါ့နော်အဖိုးတော့ကျွန်တော်ဒီလိုခွာထားတယ်ဒါဆိုကျွန်တော်တို့ AC လေးတိုင်းလို့ရပြီပေါ့နော်ဟုတ်ကဲ့ပါနားလည်မလို့ယုံကြည်ပါတယ်ဗျ